ရခိုင်ပြည်ရဲ့ရှေးကြတဲ့မျိုးနွယ်စုဝင်တစ်ခုဖြစ်တဲ့တပ်မျိုးသားတို့ရဲ့14ကြိမ်မြောက်တပ်အမျိုးသားနေ့ဟာဒီကနေ့2026ခုနှစ်မေလ1ရက်နေ့မှာကြာရောက်လာခဲ့ပြီဖြစ်ပါတယ်။ဒီကနေ့ကြာရောက်တဲ့တပ်အမျိုးသားနေ့အတွက်ရခိုင်ပြည်ចောင်းသားသမဂ္ဂကနေဂုဏ်ပြုတော်ဝင်လွှာတစ်ရက်ထုတ်ပြန်ခဲ့ပါတယ်။အဆိုပါတော်ဝင်လွှာမှာတပ်မျိုးသားတွေဟာရခိုင်ပြည်အတွင်းမှာရှေးရခင်ကလေးကအခြေချနေထိုင်ခဲ့တဲ့မျိုးနွယ်စုဝင်တွေဖြစ်တယ်လို့တိုင်းပြည်တိုးတက်ရေးအတွက်အခြားညီနောင်မျိုးနွယ်စုတွေနဲ့အတူလက်တွဲဆောင်ရွက်လာခဲ့ကြသူတွေဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတပ်မျိုးသားတွေဟာလူဦးရေအရာအလွန်လျော့နီးလာနေတဲ့အတွက်ဒါဟာရခိုင်ပြည်သူအားလုံးသတိပြုရမယ့်အချက်ဖြစ်တယ်လို့သမဂ္ဂကထောက်ပြထားပါတယ်။ဒါအပြင်တပ်မျိုးသားတို့ရဲ့ကိုယ်ပိုင်စာပေနဲ့ယဉ်ကျေးမှုတွေကိုနောက်မျိုးဆက်တွေစီလက်ဆင့်ကမ်းနိုင်ဖို့ဟာတပ်မျိုးနွယ်စုဝင်တွေတင်မကပဲရခိုင်ပြည်သူတရက်လုံးရဲ့တာဝန်ဖြစ်တယ်လို့လည်းဆိုပါတယ်။ရခိုင်ပြည်ចောင်းသားသမဂ္ဂဟာဒီကနေ့ကြာရောက်တဲ့14ကြိမ်မြောက်တပ်အမျိုးသားနေ့ကိုရခိုင်ပြည်သူတွေနဲ့အတူထပ်တူထပ်မျှဝမ်းမြောက်ဂုဏ်ယူကြောင်းနဲ့အလေးအနက်တန်ဖိုးထားကြောင်းတော်ဝင်လွှာပေးဖို့ဖော်ပြထားပါတယ်